ဘာသာပြန်လဲ software ကကျွန်တော်တင်ထားတဲ့နှစ်ပေါင်းမနေတော့ဘောနော်ဒါပေမဲ့အခုထိမေးမြန်းလာတဲ့လူတွေများတယ်တော်တော်ဝင်လို့မရဘူးမိုက်လဲသုံးမရဘူးဆိုတော့ပြောတဲ့လူတွေတော့ဘောနော်ကျွန်တော်အစဆုံးလို့ပြမတော့ကဲဘာသာပြန်တဲ့ software ဒီကောင်လေးကို download Play Store ထဲမှာ down ပြီးရင်တော့ဝင်မယ်ဝင်ပြီးရင်တော့ခဏလေးစောက်ပါတော့ဒါလူမျိုးရင်ပေါ်မယ်ပေါ်မဆိုတော့ကိုကမြန်မာယူလိုက်ပေါ့နော်ကိုကမြန်မာနဲ့ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံနေမစင်ဒီမှာတုတ်လိုက်ကိုကထိုင်းနဲ့မြန်မာစကားတက်ချင်မတော့မြန်မာတုတ်လိုက်တုတ်ပြီးစမတော့ okay နေလိုက် okay နေပြီးလည်းခဏလေးစောက်ပါစောက်ပြီးလူမျိုးစာလေးပေါ်မစင်မတော့အကုန်လုံးရွှေ့လိုက်အကုန်လုံးရွှေ့ပြီးတော့ဒီမှာလေးကိုတုတ်မယ်တော့ဘယ်လေးကိုတုတ်မယ်ဘယ်လေးကိုတုတ်ပြီးဆိုတော့ဒီမှာလေးကိုနှိမ့်မယ်တော့ဒီဘယ်လေးရဲ့စာကို agree ရလားပါလားမသိတော့နားမယ်အဲ့လိုမျိုးပြန်ပေါ်ရွှေ့လိုက်ရွှေ့ပြီးရင်ဒီမှာမျိုး agree ရလားပါလားမသိ agree လားပါကဲပြီးရင်တော့ဒီမှာနေလိုက်နေတဲ့အတိုင်းလိုက်နေပါတော့တချို့လူကပြောတဲ့အတန်နဲ့မရဘူးပြီးရင်တော့အကူ3ပြုနေစဉ်ကိုနေလိုက်နေပြီးရင်တော့အကူ3ပြုနေစဉ်ကိုနေလိုက်နေပြီးရင်ဒီမှာမြန်မာနဲ့ဂျပန်ကိုကမြန်မာနဲ့ထိုင်းလို့ရှိရင်ဒီမှာနေလိုက်ဒီနေရာလေးကိုတိုးလိုက်ပါဒီနေရာလေးတိုးလိုက်ရင်စတင်ပေါ်မယ်စတင်ပေါ်လို့ဆိုတော့စတင်နဲ့ဝင်မယ်စတင်ဝင်ပြီးတော့ဒီမှာဂျပန်ကိုရီးယားမီကိုကမြန်မာကိုတက်ပြီးသားတော့တကြောင်ကိုကထိုင်းဘာသာလို့ချင်းတယ်ထိုင်းနဲ့မြန်မာပေါ့နော်အဲ့တိုးလိုက်တိုးပြီးဆိုတော့ထိုင်းရှာအောင်ပေါ့နော်ဒီမှာထိုင်းဆိုတာဒီမှာထိုင်းကိုနေလိုက်ဒီမှာထိုင်းမြန်မာလို့လည်းရေးတယ်ထိုင်းလို့လည်းရေးတယ်အဲ့တိုးလိုက်တိုးပြီးဒီမှာ okay နေလိုက်ပေါ့နော် okay နေလိုက်ပြီးဆိုပေါ့နော်ရွှေ့လိုက်ဒီမှာစာလုံးအကြီးအသေးကိုဘယ်လောက်ယူလဲပေါ့နော်စပီအပြောအမြန်ပါညာပေါ့ဒီမှာကဲပြီးဆိုတော့အနောက်ဆုတ်လိုက်အနောက်ဆုတ်ပြီးကျွန်တော်အစမ်းပြောမယ်ဒီဘက်ရွှေ့မယ်ဆိုရင်တော့ဒီခဲတဲ့နေရာမှာထိုင်းဆိုရင်ထိုင်းလိုမျိုးပြောရမယ်တကယ်လို့ခဲတဲ့နေရာမှာမြန်မာဆိုရင်တော့မြန်မာလိုပြောမယ်အခုကျွန်တော်မြန်မာလိုပြောပြီးတော့ထိုင်းလိုမျိုးသူပြန်မှာပေါ့နော်တချို့ကပြောတယ်မိုက်မရှိဘူးမိုက်မရဘူးဆိုတော့မဟုတ်ဘူးပေါ့နော်ရတယ်ကိုနေတာပဲမတက်တာကိုဝင်တယ်ပဲမတက်တာပေါ့နော်အခုကျွန်တော်ဝင်တဲ့အတိုင်းဝင်ကြည့်ပေါ့နော်ကဲကျွန်တော်မြန်မာလိုပြောကြည့်မယ်မနေ့ဖြန်ကျွန်တော်ဈေးရုံသွားမယ်ပြီးရင်တိုးလိုက်พรุ่งนี้จะลองไปโรงพยาบาลดูမနေ့ဖြန်ဈေးရုံသွားမယ်ဘောနော်ဒီမှာသူထိုင်းလိုမျိုးပြောပြတယ်ပေါ့ပြီးတော့ကျွန်တော်ပြောမယ်မနေ့ဖြန်အလုပ်မစင်းတော့ဘူးနော်မှာพรุ่งนี้หยุดงานสินะครับမနေ့ကအလုပ်နားတယ်နော်အဲ့လိုမျိုးပေါ့နော်ဒါလည်းအမှန်ကန်မှုရှိတယ်ပေါ့နော်ဒီအဲ့ရရတယ်တော့မှန်တယ်ထိုင်ကမတက်တဲ့လူဆိုရင်တော့အခြေခံလူမျိုးတုံးရတော့ပြီးတော့ဒီကောင်ကတော့မှန်တယ်များတယ်80ရရတယ်တော့မှန်တယ်ဒီမှာနေရာမှာခဲတာဆိုတော့မြန်မာစကားပြောမယ်မနေ့ဖြန်အလုပ်နားမယ်ပြင်ကောင်လေးနေพรุ่งนี้หยุดงานครับဟုတ်လားမနေ့ဖြန်အလုပ်နားမယ်พรุ่งนี้หยุดงานครับတကယ်လို့ဒီခဲတဲ့နေရာမှာထိုင်းလူမျိုးရှိမယ်ဆိုရင်တော့ဒီမှာထိုင်းစာရဲ့အောက်မှာခဲတဲ့နေရာရောက်ပြီးထိုင်းစကားပြောမှရမယ်พรุ่งนี้จะไปโรงพยาบาลဒါမနေ့ဖြန်ဆေးရုံသွားပါမယ်မနေ့ဖြန်ဆေးရုံသွားပါမယ်လို့ပြောတော့ဒါမကြည့်ဒီမှာမနေ့ဖြန်ဆေးရုံသွားပါမယ်ကျွန်တော်ထိုင်းလူမျိုးပြောတယ်မနေ့ဖြန်ဆေးရုံသွားမယ်လို့ဆေးရုံသွားတယ်လို့နောက်ထပ်ကျွန်တော်ထိုင်းလူမျိုးပြောပြမှာတော့မှန်ကိုယ့်အကူကြည့်ပါတော့ကျွန်တော်လုပ်တဲ့အတိုင်းကျွန်တော်လုပ်ပြကြည့်ပြီးတော့တုံးတက်ပါတော့ဒီ software မှန်နောက်တစ်ခုကျွန်တော်ပြောမယ်သူ့ကိုထိုင်းလူမျိုးကျွန်တော်မေးမယ်နော်မနေ့ဖြန်နားလို့ရလားကျွန်တော်ထိုင်းလူမျိုးမေးချင်မယ်သူพรุ่งนี้หยุดได้ไหมမနေ့ဖြန်ခွင့်ယူလို့ရမလားမနေ့ဖြန်ခွင့်ယူလို့ရမလားဗောနားနဲ့တူတူပေါ့နော်မနေ့ဖြန်ခွင့်ယူလို့ရမလားဟုတ်လားဒီဘာသာတော့ဗောနော်ဒီမတတ်တဲ့လူတွေခဏခဏမေးလာတဲ့လူတွေဒီတိုင်းကျွန်တော်လုပ်တဲ့အတိုင်းပဲလုပ်ကြည့်တော့ဝင်ကြည့်ဗောနော်ဒါလွယ်လွယ်လေးသူတို့ချိုးကပြောတယ်မိုက်မရှိဘူးပါဘူးညာဘူးမိုက်ရှိတယ်တကယ်လို့ကိုကမိုက်မတုံးချင်ဘူးဆိုတော့ဒီမြန်မာစာပဲရေးချင်ဗောနော်မခဲတဲ့နေရာမြန်မာရောက်ဆိုခဲတဲ့နေရုပ်တုတ်လိုက်အမကိုမြန်မာလိုရေးလိုက်ကိုမြန်မာလိုရေးလိုက်နေကောင်းလားလို့ကိုရေးကြည့်မယ်နော်နေကောင်းလားဒီတို့ကရေးချငါတက်ပြောင်းငါတက်ကောင်ဆုံးကောင်းနေကောင်းလားလို့နေကောင်းလားမြန်မာလူရေးလိုက်မယ်ဆိုရင်တော့ထိုင်းလူမျိုးသူပေါ်မယ်สบายดีไหมครับပတ်တင်ရလဲလာဒီမှာစဘိုင်ဒီไหมครับสบายดีไหมครับဟုတ်လားနေကောင်းရလားလို့ကျွန်တော်မေးရေးတယ်ပေါ့နော်ခဏအဲ့ဒါကိုสบายดีไหมครับထိုင်းလူမျိုးသူပြန်အတန်ထွက်ပြီးတော့ကိုကထိုင်းလူမျိုးအတန်ထွက်ချင်တော့ခဲတဲ့နေရာမြန်မာလူလောက်လိုက်ကိုကမြန်မာလူအတန်ထွက်ချင်တော့ခဲတဲ့နေရာမှာထိုင်းလူမျိုးလောက်လိုက်အဲ့လိုမျိုးပေါ့နော်လောလောလေးဒီ application ကပေါ်တာကြာပြီးကျွန်တော်လုပ်ပြရလဲကြာပြီပေါ့ဒါတရားတင်ကျွန်တော်ပြန်လုပ်ပြတယ်ဘာဖြစ်လဲစိတ်ဝင်စားတဲ့လူတွေကများလာတယ်ကြည့်နေတဲ့ကြည့်ရှုတဲ့လူကလည်းတခါမှအရက်တက်မရှိဘူးခဏမေးလာတယ်ခဏကြည့်လာဆိုတော့ကျွန်တော်ဒီမှာချင်းချင်းလေးပြထားပြလိုက်တယ်ပေါ့နော်